ဒီကျမတို့လေးဖြတ်ထားတဲ့သူတွေလေးထိထားတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီလက်ကလက်ချောင်းလေးတွေကွေးဖို့လက်ဒီလက်သီးပေါ့နော်လက်သီးစုပ်တာဖြန်းတာအတွက်ကခက်ခဲတယ်နောက်လက်ကဝလေးကိုအတွက်လည်းခက်ခဲတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီလေးကျင်ကန်လေးလေးကျင်ပြီးလို့ရပါတယ်ဒါလေးကကိုအိမ်မှာရှိတဲ့ပစ္စည်းလေးတွေသုံးပြီးတော့လည်းကိုယ့်ကိုထွင်ပြီးတော့လည်းလေ့ကျင့်လို့ရတယ်ပေါ့နော်ဒါလေးလေ့ကျင့်ခြင်းအဖြစ်ကျမတို့ဒီလက်ချောင်းလေးတွေဆိုလို့ရှိရင်လည်းပစ္စည်းလေးမြဲမြဲပို့ပြီးတော့ကန်ရလာမယ်တချို့ဆိုလို့ရှိရင်ပေါ့နော်ဒီစာပြန်ရေးချင်တာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒီကားပြန်မောင်းချင်တာဒါမျိုးလေးပေါ့လုပ်ငန်းခွင်ပြန်ဝင်ချင်တာပေါ့နော်ထမင်းဆိုလို့ရှိရင်ကိုယ့်အကူစားချင်တာပေါ့နော်ဒီ functional ပေါ့နော်လုပ်ငန်းခွင်မှာပြန်ပြီးတော့သုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလေ့ကျင့်ခန်းလေးကိုမြန်မြန်လေ့ကျင့်စေချင်ပါတယ်ဒါလေးလေ့ကျင့်ခြင်းအဖြစ်ကျမတို့ဒီလက်ချောင်းလေးဆိုလို့ရှိရင်လည်းတန်လာမယ်လက်ကဝလေးဆိုလည်းကောင်းနိုင်လာမယ်ပေါ့နော်ဒီလက်ဖြန်လေးဆိုလို့ရှိရင်မှောက်တာလှန်တာပေါ့ဒါမျိုးလေးတွေမြန်မြန်လေးကျင့်လို့ရှိရင်လုံလာနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကိုယ့်အကူပေါ့နော်အိမ်မှာဆိုလို့ရှိရင်လည်းအစင်ပြီးလေးထွင်ပြီးတော့လေ့ကျင့်လို့ရအောင်တင်ပေးထားပဲဖြစ်ပါတယ်ရှင်